ညီကိုတို့အနေနဲ့ကိုရီးယားမှာလည်းတရားဝင်နေထိုင်နေဘက်မှာနေရတဲ့တောသားလေးတွေလည်းဖြစ်နေမယ်ဆိုရင်တော့ဒီဗီဒီယိုကတောသားလေးတွေအတွက်လက်ဆောင်ပဲဖြစ်ပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါခင်ဗျကိုရီးယားနိုင်ငံရဲ့နေဘက်အတော်များများမှာပေါ့နော်ဒီဒေတာအစိုးရနေပြီးတော့ဒေတာတွင်လူထုအတွက်ရောအသေးသားလုပ်ငန်းလေးတွေဆက်လက်လဲပတ်နိုင်ဖို့အတွက်ရောပေါ့နော်ရာခိုင်နှုန်းနဲ့ငွေကြေးထောက်ပံ့ပေးတဲ့စနစ်တစ်ခုရှိတယ်အဲ့ဒါကိုGeo Warfare လို့ခေါ်တယ်ပေါ့နော်ဒေတာငွေကြေးစနစ်တစ်ခုဖြစ်တယ်အဲ့ဒါဘလို့ပံ့ပိုးပေးပြီးတော့ဘလို့နေရာတွေမှာသုံးလို့ရမယ်ပြီးတော့ဘလို့လူမျိုးတွေရှောက်လို့ရပြီးတော့ဒီဖုန်းထဲကနေပြီးလွယ်လွယ်ကူကူဘလို့ရှောက်မလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာ sharing လုပ်ပေးသွားခြင်းပါဒီမှာကျွန်တော်လက်ထဲမှာကင်ထားတာတော့ Sound Pay လို့ခေါ်တယ်ပေါ့နော်သူ့နာမည်အပြည့်စုံတော့ Sound Pay ပေးလို့ခေါ်တာပေါ့ဒါကတော့ကျွန်တော်တို့ Sound ခရိုင်ကပေးထားတဲ့ကတ်လေးပေါ့နော်တော်များများကတော့သူတို့ရဲ့ဒေတာရဲ့နာမည်လေးနဲ့တွဲပြပေးထားတာများတယ်ပေါ့ဒီကျွန်တော်တို့ Sound ခရိုင်အစိုးရကတော့ဒီကတ်က10ရာခိုင်နှုန်းထောက်ပံ့ပေးထားတယ်ပေါ့နော်အဲ့ဒါဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်ကဒီဒေတာအတွင်းမှာသုံးမယ်ဆိုရင်10ရာခိုင်နှုန်းဟာရင်းရရှိမှာဖြစ်တယ်ပေါ့နော်ဒါထက်ရှင်းအောင်ပြောရမယ်ဆိုရင်တော့ဒီကတ်ထဲကိုကျွန်တော်တို့ကပတ်စံ3သိန်းထည့်ထားမယ်ဆိုရင်3သိန်း1000ပို့သုံးလို့ရမယ်ပေါ့နော်နောက်ပြီးဒီကတ်ကိုဘယ်လိုနေရာတွေမှာသုံးလို့ရလဲဆိုရင်ဒီအကြီးစားမှတ်ထုတွေဒီဆိုင်အကြီးစားကြီးတွေလွဲပြီးကျန်တဲ့ဆိုင်အတော်များများမှာသုံးလို့ရတယ်ဥပမာပြောရင်ကျွန်တော်တို့ဒီဖြောင်းနေကြောင်နေပေါ့နော်711တို့ GS25 တို့ EMAT 24တို့ BOCU တို့အသေးသားသမင်းဆိုင်တွေနောက်ပြီးတော့အထည်ဆိုင်အသေးသားလေးတွေအဲ့လိုမျိုးတွေမှလည်းသုံးလို့ရတယ်ပေါ့နော်နောက်ပြီးဒီကက်ကဘယ်လိုလူတွေရှောက်ထားလို့ရလဲမယ်ဆိုရင်ဒီကိုရီးယားနိုင်ငံသားတွေရှောက်လို့ရမယ်ပြီးရင်တရားဝင်အလုပ်ကိုင်နေတဲ့နိုင်ငံသားတွေလည်းရှောက်လို့ရမယ်နောက်တစ်ခုကဒီကျွန်တော်တို့Soundမှာ10ရာခိုင်နှုန်းပေးတယ်ဆိုပေမဲ့လည်းဒါကတော့ data အလိုက် data အစိုးရပုံမူတည်ပြီးတော့သူတို့9ရာခိုင်နှုန်းလည်းဖြစ်ခြင်းဖြစ်မယ်10ရာခိုင်နှုန်းလည်းဖြစ်ခြင်းဖြစ်မယ်15ရာခိုင်နှုန်းလည်းဖြစ်ခြင်းဖြစ်မယ်ပေါ့နော်ဒါကတော့ data အစိုးရပုံမူတည်ပြီးတော့ကွာခြားချက်ရှိနိုင်တယ်ဆိုတာလေးလည်းကျွန်တော်ထည့်ပြောချင်ပါတယ်ခင်ဗျာပြီးတော့ဒီကက်ကိုဘယ်လိုရှောက်အောင်မလဲဆိုရင်ကျွန်တော်အနေနဲ့ပြောရရင်ဒီ Play Store မှာပဲပေါ့နော်ခူရီကိုဆိုပြီးတော့ကိုရီးယားလိုရိုက်ပြီးရှာလိုက်မယ်ဆိုရင်အဲ့မှာခူရီကိုဆိုပြီးတော့အပြာရောင် app လေးတစ်ခုတက်လာလိုက်မယ်အဲ့ဒါကို download ဆွဲပြီးရင်ကိုနေတဲ့ data ကိုယူလိုက်မယ်ရွေးပြီးသွားရင်ကိုနေတဲ့ data ပါရင်ပေါ့နော် data တိုင်းမှာလည်းဒီဟာမျိုးထောက်ပံ့ပေးခြင်းမှာပေးမှာပေါ့ဒါပေမဲ့အတော်များများနေဘက်တွေကတော့ရှိပါတယ်အဲ့ဒါဆိုရင်ကိုနေတဲ့ data ကိုယူမယ်ရွေးပြီးလိပ်စာပါညာလိုအပ်တဲ့အချက်အလက်လေးဖြည့်ပြီးတော့ရှောက်ထားလိုက်မယ်ဆိုရင်စာတိုက်ကနေပြီးတော့2ရက်3ရက်နေပြီဆိုရင်စာအိတ်လေးနဲ့ဒီကက်လေးရောက်လာမှာဖြစ်တယ်ကိုကဘာမှပတ်စံတော့ပေးစရာမလိုအောင်သူရောက်လာမှာဖြစ်ပါတယ်အဲ့ချိန်ကျရင်ဒီကက်လေးကိုကျူဟာစကန်ဖတ်ပြီးတော့ကိုအကောင့်နဲ့တွဲလိုက်မယ်ဆိုရင်ဒီကက်ကစားပြီးအသက်ဝင်မှာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒီဟာကိုဘယ်လိုရှောက်ထားရမလဲဆိုပြီးတော့မလုပ်တိုင်ရင်လည်းတားပြီးတော့စိတ်ပူမနေပါနဲ့ဗျကျွန်တော်နောက်ဗီဒီယိုမှာဒီဟာလေးတွေရှောက်ထားနေပြီကိုလည်းဗီဒီယိုလေးတစ်ပုတ်လုပ်ပြီးတော့တင်ပေးပါမယ်ခင်ဗျအဲ့အတွက်လွတ်မသွားအောင်အကောင့်လေးကိုလည်း follow လုပ်ပေးထားဖို့လည်းမမေ့နဲ့အောင်နော်တကယ်လို့ဒီဗီဒီယိုလေးကအကျိုးတစ်စုံလေးဖြစ်ခဲ့မယ်ဆိုရင်တော့ like and share လေးလုပ်ပေးတော့ဖို့လည်းမြတ်တက်ရက်ခံနေပါတယ်ခင်ဗျအားလုံးအဆင်ပြေကြပါစေအားလုံးဘိုင်း